သမီးလေးကိုဘာနဲ့ကြွေးတာလဲမမိုးလေးဘလိုတွေလှုပ်ပေးတာလဲဆိုပြီးတော့တချို့မမေတွေကလည်းအရန်သိချင်တယ်ပေါ့နော်လိုက်လှုပ်ချင်တယ်လှုပ်မတက်လို့ဆိုပြီးတော့မိုးလေးကိုတောင်းဆိုထားလို့ဒီနေ့သမီးလေးအတွက်မိုးလေးလှုပ်ပေးဖြစ်တဲ့စက်သားဆံပြုတ်ဆွေဖြုတ်ဒီနဲ့လှုပ်ထားတာလေးကိုမိုးလေးအစအဆုံးတခါတည်းဒီဗီဒီယိုဖိုင်မှာတင်ပေးပါမယ်ရှင်ပထမဦးဆုံးအနေနဲ့မိုးလေးစက်သားထုတ်တော့ပေါ့နော်စက်သားလေးရဆိုရင်မိုးလေးဝယ်လာပြီးတဲ့ကဒီလိုမျိုးအထုပ်လေးတွေခွဲထားလိုက်တော့ပေါ့နော်အထုပ်သေးလို့ရှိရင်ပြီးပျော်တဲ့ခါကျလို့ရှိရင်လည်းလွယ်တယ်ပေါ့နော်သူပျော်မြန်တာပေါ့နော်အထုပ်ကြီးလို့ရှိရင် तू ကပျော်ဝကြတယ်လေနော်အခဲနဲ့အကုန်လုံးစုပြီးခဲနေဆိုတော့လေဒီလိုမျိုးအထုပ်သေးတဲ့ကကြတော့ပျော်ဝလဲရတဲ့အတွက်ကြောင့်ချက်ချင်းကိုအသုံးပြုလို့ရတာပေါ့နော်အဲ့ဒီစက်သားလေးကိုမိုးလေးပပလေးခုတ်ပြီးတော့မလေးဖြစ်သွားအောင်ဆိုပြီးတော့ဓာတ်လေးနဲ့ပြန်ခုတ်လိုက်တယ်အခုကတော့မိုးလေးယူနွေးအိုးလေးတဲ့တင်ထားလိုက်ပြီပေါ့နော်ယူနွေးအိုးစုတဲ့ခါကျလို့ရှိရင်မိုးလေးကြက်သားထဲမှာပေါ့နော်ကြက်သားမထည့်ခင်တစ်ချက်ခုတ်နှစ်ချက်ပြက်သွားအောင်လို့ပေါ့နော်မိုးလေးအဲ့ဒီအပေါ်ဓာတ်မှာပေါ့နော်ပေါင်အိုးအထက်လေးရှိတော့ပေါ့နော်အဲ့ဒီပေါင်အိုးအထက်လေးမှာသမီးလေးကိုတစ်ခါမှမကြွေးဘူးတဲ့ကြက်ဥကိုပေါ့နော်မိုးလေးကပေါင်းပြီးတော့ကြွေးမှာပေါ့နော်ကြက်ဥတစ်လုံးယူပြီးတော့မိုးလေးကြက်ဥလေးကိုခောက်လိုက်တယ်ပေါ့နော်အဲ့ဒီအထက်မှာမိုးလေးအာဟာရအရတာမဟုတ်လေးနည်းနည်းလေးထည့်လိုက်တယ်ပေါ့နော်ပြီးတော့ကျက်တုံမိတ်လေးပပလေးလီးပြီးတော့ထည့်လိုက်တယ်ပေါ့နော်ခလေးလေးအတွက်အစမ်းစားကြည့်လို့ရအောင်လို့ပေါ့နော်တမီးလေးကြိုက်လားမကြိုက်လားမသိဘူးဒါကပထမဦးဆုံးအခုမှစားလို့တဲ့ဟာလေးပေါ့နော်ဘာလို့မဟုတ်ဘူးပေါ့နော်တစ်ချက်ခုတ်နှစ်ချက်ပြက်သွားအောင်လို့ပေါ့နော်အပေါ်မှာလည်းတကန့်အားနေတယ်ဆိုတော့အဲ့လိုမျိုးလေးမိုးလေးထည့်လိုက်တာပေါ့နော်ပထမဦးဆုံးမိုးလေးခုတ်ထားတဲ့ကြက်သားလေးကိုတော့မိုးလေးထည့်လိုက်ရဲထည့်ပြီးလို့ရှိရင်တော့မိုးလေးခဏလေးပြန်အုပ်ထားတာပေါ့နော်ဘာလို့အညီနန့်လေးပါလေးရှိလို့ရှိရင်မနန့်အောင်ပေါ့နော်ပြီးလို့ရှိရင်မိုးလေးဒီလိုမျိုးဆွေဖြုတ်ဒီလေးကိုတော့ပလေးလီးထားတဲ့ဆွေဖြုတ်ဒီလေးကိုလိုက်ထည့်တယ်ဆွေဖြုတ်ဒီနဲ့ကြက်သားကိုတော့မိုးလေးကြက်သွားတဲ့အထိအဲ့လိုမျိုးခဏဆောက်လိုက်တော့ပေါ့နော်မိုးလေးလှုပ်ထားတဲ့ကြက်ဥပူတင်လေးရသွားပါပြီရှင်ဒီလိုမျိုးတွေ့ချင်းစားချစ်စရာလေးပေါ့နော်ပူလေးစားအရန်စားကောက်တော့ပေါ့နော်လူကြီးလဲစားလို့ရတာပေါ့နော်ဒါနဲ့ခုနကပေါ့နော်မိုးလေးဒီအရသာမုတ်လေးမိုးလေးအဲ့ဒီအိုးထဲမှာထည့်လိုက်တယ်ဒါပေမဲ့အဲ့ဒီရိုက်လိုက်တဲ့ဗီဒီယိုအကွက်လေးကလေပြက်သွားတာပေါ့နော်ဖုံးပြည့်ပြီးတော့လေပြက်သွားတယ်အရသာမုတ်လေးတစုံလေးထည့်လိုက်တယ်နော်ပြီးလို့ရှိရင်မိုးလေးထမင်းလေးလိုက်ထည့်လိုက်တယ်ထမင်းလေးထည့်ပြီးလို့ရှိရင်မိုးလေးခဏလေးလောက်နည်းနည်းထမင်းလေးကိုခြေပြီးလို့ရှိရင်မိုးလေးကခဏပြန်အုပ်ထားတယ်ထမင်းကျက်သွားတဲ့အထီကိုခဏထားတာပေါ့နော်ထမင်းလေးပြော့သွားတဲ့အထီထမင်းပြော့သွားပြီဆိုလို့ရှိရင်မိုးလေးစီဂျေကနေဝယ်ခဲ့တဲ့ဆံပြုတ်အထုပ်လေးရှိတယ်ပေါ့နော်ပြပေးမယ်အဲ့ဒီဆံပြုတ်အထုပ်လေးပေါ့နော်ဒီဆံပြုတ်အထုပ်လေးရောက်ဆိုရင်သူ့ကိုဘာမှမထည့်ပဲနဲ့ရေနွေးနဲ့အဲ့လိုမျိုးဒီလိုပဲပြုတ်လိုက်မှဆိုလဲရတာပေါ့နော်ဒီလိုမျိုးမိုးလေးလိုမျိုးထမင်းနေစက်သားတွေဆွေဖြုတ်ဒီတွေလိုက်ထည့်မယ်ဒီလိုမျိုးနဲ့ရောပြီးပြုတ်မယ်ဆိုလဲရတာပေါ့နော်ဒီဆံပြုတ်အထုပ်လေးကိုမိုးလေးဘိတ်ဆုံးမှာထည့်တယ်ဆိုတော့ဘာဖြစ်လို့လဲဆိုတော့ तू ကအိုးကတ်တယ် तू ကအရန်ဟိုမှာပြည့်တယ်လေဒီလိုမျိုးထည့်လိုက်တဲ့ခါကျတော့ तू ကဒီလိုမျိုးပြည့်လေးနဲ့ဒီလိုမျိုးဖြစ်သွားတာပေါ့နော်ဆံပြုတ်လေးမျိုးပြည့်လေးဖြစ်သွားတယ်အဲ့ဒီအတွက်ကြောင့်အိုးကတ်မှာဆိုလို့သူကလည်းအကြာကြီးမပြုတ်ပါဘူးဒီမှာမိုးလေးကစက်သားတွေဆွေဖြုံနီးရေထမင်းတွေလိုက်ထည့်ထားတဲ့အတွက်ကြောင့်မိုးလေးအဲ့ဒါကိုနောက်မှထည့်တယ်ပေါ့နော်အခုဆိုရင်ပေါ့နော်မိုးလေးလှုပ်ပြီးတဲ့ထမင်းလေးတွေဆိုရင်လေတမီးလေးစားတာပေါ့နော်အစားရက်တွေအဆိုတမီးလေးမစားလို့မိုးလေးအရန်စိတ်ညစ်ရတာပေါ့နော်တမီးလေးစားအောင်ဆိုပြီးတော့မိုးလေးအမျိုးမျိုးကြည့်ပြီးတော့လိုက်လှုပ်ပြီးတော့ပေါ့နော်မင်းတို့အသည့်အဆန်လေးတွေပေါ့နော်အခုဆိုရင်တမီးလေးထမင်းစားပြီးနေ့တိုင်းစားတာပေါ့နော်တရက်3ချိန်စားတာပေါ့နော်တမီးလေးထမင်းစားတာတွေ့တော့မမစိတ်ချမ်းသာတာပေါ့နော်လှုပ်ပေးရကြိုလဲနှက်တာပေါ့နော်ပင်မကကြိုလဲနှက်တာပေါ့နော်တကယ်လို့မမေတို့လည်းလှုပ်ချင်တယ်ဆိုလို့ရှိရင်တော့မိုးလေးလှုပ်တဲ့အတိုင်းလိုက်ပြီးတော့လှုပ်လို့ရတယ်ပေါ့နော်မသိတာရှိလို့ရှိလဲမေးလို့ရပါတယ်ရှင်